မင်္ဂလာတရားအားလုံးပဲမင်္ဂလာပါရှင်အုံဒီစားမယ်အသေးလေးတို့ရေစားဘူးကြလားမပူမတို့ငငယ်တော့အရေးတွေရှိတာမပူမတို့ငငယ်တော့ဆိုရင်စားတယ်အသေးလေးအရေးအရေးကတော့မချူဘူးဒီမှာစားရတယ်နော်အသေးလေးတော့ဒီမှာစားကြည့်အရဲနဲ့မှစားကောင်းတယ်ပြည့်ညသူစားပြင်းနဲ့သူ့စားပို့ပြီးတော့ရတာရှိပါတယ်တဲလေးတို့ဒီမှာလည်းငပိချက်နဲ့တူးစားတယ်အနူးလေးနော်တဲလေးနော်စားလို့ရတယ်စားလို့လည်းအရင်ကောင်းတဲ့တဲလေးမမတို့ငငယ်တုန်းကဆိုရင်စားတဲ့ရွာမှာဆိုရင်လေအဟုတ်ပဲပြောတာခမင်းနဲ့လည်းတို့စားလို့ရတယ်ဒီလားဒီမှာသူများချက်မှာဓမြပတ်တိုက်လာတဲ့အသေးလေးတို့来，哦，啥家办东西？别当了，给买两个比这两个别当的好，两个比这一样啥讲的呢？对里头呢？你咋？